9000နဲ့ရခဲ့တဲ့ blind ပေါင်လေးနော်တနတန်းခရစ်ဆယ်ကိုရောက်ရှိနေတာကတော့တတိပဋ္ဌာန်လမ်းမကြီးမှာရှိတယ်အယုတ်ကောက်ဆက်ဆိုင်မှာပဲရှိပါတယ်ခရစ်ဆယ်လေးအယုတ်လေးတွေတော့ကောက်ကြည့်မယ်ဒီတစ်ခေါက်အယုတ်ကောက်တာလေအယုတ်လေးမဟုတ်ဘဲနဲ့သူ blind ပေါင်လေးတွေကိုကောက်အောင်ပါခရစ်ဆယ်တော့ကောက်ကြည့်မယ်ခရစ်ဆယ်လေးအခုအယုတ်ကောက်ဖို့အတွက်လေအဲ့လိုတန်းစီပြီးတော့စောင့်နေရတာပေါ့နော်ဒီလိုခုံတန်းလေးပါခရစ်ဆယ်စောင့်နေပါတယ်blind ပေါက်ကောက်ကြည့်ကြည့်မယ်ပေါ့နော်သူကတစ်ချိန်ကို1000နဲ့ခရစ်ဆယ်လောလောဆယ်9000နဲ့ try ကြည့်ကြည့်ပါမယ်9000ကဲဒီတစ်ခါခရစ်ဆယ်အနီအောင်လေးကိုလုံးကြည့်ကြည့်မယ်ကဲတမင်းလက်တံကြီးပေးမလားကြည့်ကြရအောင်ပေါ့ညက်တာတော့ညက်တယ်တမနီလက်တိုင်းရကဲတမနီလက်တိုင်းရခရစ်ဆယ်20ကြည့်မလို့ပေးလိုက်ပါနော် please သူကနှုတ်နှုတ်ချတယ်သိလားခရစ်ဆယ်ကတော့ရင်းနေခုံးနေပြီသိလားပေးလိုက်တော့ဒီတက်ကမင်းမရပြန်ဘူးကွာအသေးတွေရလိုက်တာနော်အောင်ဖတ်ပေးလိုက်တော့လေနှုတ်မချမ်းဟိုးမရခဲ့ပြီခက်စဲနေအောင်လေခက်စဲမှာအသက်နှောက်တက်ကြံသေးတယ်ခက်စဲထပ်ပြီးတော့ try ကြည့်ကြည့်အောင်မယ်အာရှင်နေခေါင်းလိုက်တာခရစ်ဆယ်ဒီထောင်နေတဲ့ပန်းရောင်လေးပဲလုပ်ကြည့်လိုက်ထောက်သွားတော့မရလိုက်ဘူးဟင်းဒါမဲ့ဒီမှာကျခရစ်ဆယ်9000နဲ့ရခဲ့တဲ့ blind ပေါင်လေးနော်တနတန်းခရစ်ဆယ်9000နဲ့ရခဲ့တဲ့ blind ပေါင်လေးကိုဒီမှာပဲ unboxing လုပ်ပါမယ်တနတန်းsorry အောင်ဖတ်ဒီမှာလိုလေးပဲဖောက်လိုက်မယ်နော်ဘာလေးလိုချင်လဲဟိုကာမလေးခရစ်ဆယ်ဒီထဲကဘာရောင်လေးလိုချင်လဲဆိုတော့ခရစ်ဆယ်ဒီအညိုလေးလိုချင်တယ်ဒီအညိုလေးလိုချင်တယ်ရင်းနေခေါင်းလိုက်တာအညိုလေးမဟုတ်အဖြူလေးရပါပါတယ်အဖြူလေးဒီကောင်လေးလဲဆိုတော့ဒီကောင်လေးရပါပါတယ်အပေါ်ဆုံးဟာလေးလိုချင်တာဒီကောင်လေးရပါပါပြီကျေးဇူးများတင်ပါတယ်တတာ